ဒီဖြစ်ရကတော့လွန်ခဲ့တဲ့နှစ်အနေငယ်ကကျမတို့အိမ်မှာတကယ်ကြုံတွေ့ခဲ့ရတဲ့ကိုတွေ့ဖြစ်ရမှန်လေးပါကျမတို့အိမ်ရှိမှာခေါင်းရင်းဘက်ချမ်းတဲ့ကက်လျက်အုတ်ရည်ကန်ကြီးတစ်ခုရှိပါတယ်အဲ့ဒီအုတ်ကန်မှာရက်ွက်ထဲကလူတွေရေလာခက်လေးရှိကြပေမဲ့အစောကြီးရေလာခက်လေးရှိတဲ့သူကတော့အိမ်ဘေးနားကအသက်80ကျော်အဖိုးတူပါအဖိုးကမနက်တိုင်း4နာရီခွဲဆိုရင်အုတ်ကန်စီလာရောက်ပြီးရေပိုက်ကိုဖွင့်ရေပုံးထဲကိုရေဖြည့်နေကြမနက်စောစောတိတ်ဆိတ်နေချိန်ဆိုတော့ရေပိုက်ကောင်းလှည့်ဖွင့်လိုက်တဲ့အတန်နဲ့ရေပုံးနဲ့ရေကြားတဲ့အတန်တွေကကျမတို့အိမ်ထဲကနေအမြဲလိုတီးတီးကြက်ကြက်ကြားနေရတာပုံမှန်လိုဖြစ်နေခဲ့တာပါဒါပေမဲ့တနေ့တော့အဲ့ဒီအဖိုးလူကြီးယောဂါနဲ့ဆုံးသွားခဲ့ပါတယ်ရက်ွက်ထဲကလူတွေလည်းစိတ်မကောင်းကြပါဘူးပြဿနာကအဖိုးဆုံးပြီးနောက်ရက်တွေမှာစတာပါဖိုးမရှိတော့ပေမဲ့မနက်4နာရီခွဲတိုင်းအုတ်ရီကန်ဘက်ကနေရေပိုက်ကောင်းလှည့်ဖွင့်လိုက်တဲ့အတန်တွေကိုကျမစကြားရတာပါစားကတော့အိမ်နီးနားချင်းတယောက်ရေလာခတ်တာဖြစ်မယ်လို့ထင်ခဲ့တာပါတေချာနားဆွင့်ကြည့်တော့ရေပိုက်ဖွင့်တဲ့အပြီးမှာရေပုံးနဲ့ရေကြားတဲ့အတန်ပြီးတော့ဒူးစစ်မကောင်းလို့အဖိုးလန်းရှောင်ရင်ဖြစ်လေရှိသလိုမျိုးခြေလန်းကိုဆွဲပြီးရှောင်နေတဲ့အတန်လေးနဲ့တပြင်းချတန်တွေကိုပါတဲတဲကွယ်ကွယ်ကြားလိုက်ရတာပါကျမလည်းကြက်သိန်းတွေထလာပြီးစောင်းကိုခေါင်းမူးခြုံထားလိုက်တော့တာပဲနောက်ရက်တွေမှာလည်းအဲ့ဒီအတိုင်းပါပဲမနက်4နာရီခွဲပြီးဆိုရင်အုတ်ရည်ကန်ဘက်ကနေရေခတ်တန်ကအတိအကျကိုထွက်ပေါ်လာမြဲပါအဖေကအဲ့ဒီအတန်ကိုကြားရလွန်းတော့တမနက်မှာဓမီဆွဲပြီးပရင်ပေါက်ကနေအုတ်ကန်ဘက်ကိုအသာချောင်းကြည့်ခဲ့ပါတယ်အဖေပြန်ပြောပြတာကတော့ရေပိုက်ကောင်းကအလိုလိုလှည့်ပွင့်သွားပြီးရေတွေကျလာတယ်တဲ့ဒါပေမဲ့ရေကန်ပေးမှာဘာလူမှမရှိဘူးတဲ့အဖိုးကသူတက်ရှိထင်ရှားရှိနေစဉ်တော့ကပြုလုပ်နေကြအကျင့်တိုင်းမနက်တိုင်းသူ့ရဲ့ဝိညာဉ်ကအုတ်ကန်စီရေလာခတ်နေတော့ဆိုတာသိကြသွားခဲ့တာပါနောက်ပိုင်းကျမတို့အိမ်ကအဖိုးအတွက်ရည်စူးပြီးအမျှဝေအလူဒါနပြုပေးခဲ့ကြပါတယ်ကြာလာတော့မှအဲ့ဒီမနက်ခင်းရေခတ်တန်တွေတပြေးပြေးမကြားရတော့ပဲငြိမ်သက်သွားခဲ့တာပါဒါပေမဲ့အခုထိမနက်4နာရီခွဲတိုင်းရေပိုက်ကောင်းဖွင့်တန်ကြရင်ကျမတို့အိမ်ကလူတွေရင်တထိတ်ထိတ်နဲ့တတိယနေတော့မှာပဲဒီဖြစ်ကတော့လွန်ခဲ့တဲ့နှစ်နိုင်ငံကကျွန်တော်ကိုယ်တိုင်ကြုံခဲ့ရတဲ့ဖြစ်ရမှန်လေအဲ့ဒီတော့ကကျွန်တော်ရွာမနေရဖြစ်ပြီးတရွာရင်းနေတငယ်ချင်းကရွာထိပ်မှာရှိတဲ့ကျွန်တော်အိမ်ကိုလဲလာခဲ့ပါတယ်စကားပြောလို့ကောင်းနေရနဲ့ည7နာရီခွဲသွားခဲ့စကားစပြတ်တာနဲ့တငယ်ချင်းကိုအိမ်ထိလိုက်ပို့ပြီးကျွန်တော်လည်းညနေနေပြီးမို့စပိန်ကိုအမြင်မြန်နင်းပြီးအိမ်ပြန်လာခဲ့လိုက်တယ်လမ်းကရွာလန်းတိုင်းဆိုပေမဲ့ညာဘက်ဆိုရင်တော့တိတ်ဆိတ်ပြီးမှောင်မဲနေတာပါရွာလေလောက်ရောက်မှာတော့ရွာတွေကလူတွေအဲ့ဒီအိမ်မှာတရေ6တယ်မနက်စောစောနဲ့ညနေရင်မသွားကြနဲ့လို့ပြောလို့ရှိရဲ့အိမ်ပြကြီးတစ်ခုရှိပါတယ်အိမ်ကြီးကလည်းပြက်စီးနေပြီးခြုံတွေအများကြီးပေါက်နေတာမို့မြင်ုံနဲ့ရင်ကြက်သိမ်းထားစရာပါပဲကျွန်တော်လည်းစိတ်ထဲကထိတ်ခနဲဖြစ်သွားပြီးငါစီရောမလာနဲ့မကင်းရမကင်းဆောင်များလို့စိတ်ထဲကဆူတောင်းရင်အဲ့ဒီအိမ်ပြအရှိအယောင်မှာစပိန်ကိုအားကုန်ဖိနှင်းလိုက်တယ်ဒါပေမဲ့အိမ်ပြကြီးကိုကြောင်ယုံရှိသေးရဲ့စပိန်ရဲ့နောက်ခုံပေါ်ကိုလေးလံတဲ့အရာတစ်ခုကိုတက်ထိုင်လိုက်တယ်လို့ခန်းစားလိုက်ရတယ်။ဒီပြိုင်နက်ထဲမှာပဲစပိန်နောက်ဘင်းကနေကြီးရဲ့စိုက်ဝင်သွားတယ်လို့ဝင်လေးသွားပြီးစပိန်နင်းရတာတဖြည်းဖြည်းလေးလံလာခဲ့ပါတယ်။ကျွန်တော်ရင်တွေပြောင်းဆန်နေအောင်တုံလာပြီးခုံမွေးတွေထောင်ထားကုန်တယ်။နောက်လဲကြည့်ဖို့ဆိုတာဝေးရောစပိန်ကိုအန်ကျိတ်ပြီးဆက်နေနေမိရဲ့။ဒါပေမဲ့ခဏကြာမှတော့စပိန်ကအတော်လေးရှေ့တိုးရခတ်လာပြီးနောက်ဆုံးမှာတော့တခုခုကဆွဲထားလိုက်တယ်လို့မျိုးတန့်ကနေရက်တန့်သွားတယ်။ကျွန်တော်လည်းဘလောက်ပဲအားဆိုင်နေနေစပိန်ကရှေ့ကိုလုံးဝမတိုးတော့ပါဘူး။စပိန်ပေါ်မှာထိုင်နေရင်းနဲ့ကျောင်းနောက်ကနေတယောက်ကကျွန်တော်ဂုံနာအထိတိုးပြီးအသက်ရှူလိုက်သလိုခံစားလိုက်ရတယ်။ကျွန်တော်စပိန်ကိုဆက်မကင်နိုင်တော့ပဲအောက်ကိုဖြစ်ချင်ရဖြစ်ဆိုပြီးလွှင့်ပစ်ချလိုက်တော့တာပဲ။ပြီးတော့နောက်ကိုလုံးဝလှည့်မကြည့်တော့ပဲအိမ်ရှိရာစီကိုအသက်လူပြီးပြေးခဲ့ရတယ်။အိမ်ရောက်တော့အမောဆိုကြောက်လုံးလို့တုံလုံးနေတာနဲ့အိမ်ကလူတွေကိုမနှက်မှပဲဖြစ်ချောင်းကုန်စင်ပြောပြနိုင်ခဲ့တယ်။မနှက်လင်းတော့မှအဖေနဲ့အတူအဲ့ဒီအိမ်ပြန်လာကိုသွားကြည့်တော့ကျွန်တော်စပိန်ကလမ်းဘေးမှာလဲကျနေတော့မှာပဲ။အိမ်တွေကစားပြီးကျွန်တော်ညဘက်ဆိုရင်အဲ့ဒီအိမ်ပြန်ရှိကနေစပိန်နဲ့တယောက်တည်းဘယ်တော့မှမဖြတ်ရဲတော့ပါဘူး။ဒါကတော့ကျမတို့လက်ရှိနေထိုင်နေတဲ့အိမ်မှာကြုံတွေ့နေရတဲ့ဖြစ်ရပါကျမတို့မိသားစုဒီအိမ်ကိုစပြောင်းလာတော့ကတော့ဘာမှမသိခဲ့ပါဘူးနောက်ပိုင်းကျမှဒီအိမ်မှာမကြုံမလို့သေးတဲ့မိမသေးရဲ့တကောင်ရှိနေမှန်းသိလာခဲ့တာပါအစာပိုင်းမှာတော့ဘာမှမပြပေမဲ့ကြာလာတဲ့အခါသူရှိနေတာကိုနီးမျိုးစုံနဲ့ပြသလာခဲ့ပါတယ်အထူးသဖြင့်ကျမအိပ်ပျော်ကနေမှိန်ကနေဖြစ်သွားတဲ့အချိန်မျိုးဆိုရင်အဲ့ဒီမျိုးသမီးကကျမဘေးနာအနီးကပ်ဆုံးထိရောက်လာတတ်ပါတယ်ဘေးမှာတယောက်လာထိုင်နေတယ်လို့မျိုးခံစားရတာအေးဆက်ဆက်ခံစားချက်နဲ့အတူကျမနားကိုကပ်လာပြီးကိုယ်တဲကိုဝင်ဘူးကျင်နေတယ်လို့မျိုးလေးလံထိုင်းမိုင်းသွားအောင်လုပ်တာတွေကိုမကြာခဏကြုံရတတ်ပါတယ်။အဲ့ဒါတွေမကသေးပဲကျမအမေကိုလည်းအိမ်မက်တွေပေးခဲ့ပါတယ်။
ကျမသူ့ခန္ဓာကိုယ်ရဲ့ဝင်ခြင်းနဲ့စိတ်မဆိုးပါနဲ့ဆိုပြီးအမေမျက်ထဲမှာလာပြောဘူးသလိုအမေလည်းလမ်းနိုးပြီးကျမကိုဖျားတရားပို့လို့ကိုတရားတော်တွေနာဖို့နဲ့အမျှဝေပြီးဖို့အမြဲတတိပေးရတော့တာပါပဲဒီနေ့ကြည့်တော့အဲ့ဒီမိမဝင်းညာကကျမတို့အိမ်မှာရှိနေတော့မှာပဲတစ်ခါတလေကြာရင်လည်းအိမ်ရဲ့တောင်းတနေရသတင်းပေါက်နာတွေမှာသူ့ရဲ့အရေးအယောင်တွေကိုခက်ရေးရေးမြင်နေရတော့မှာဒါပေမဲ့ဝင်းညင်ဆိုပေမဲ့ကြီးကြီးမားမားဖြစ်အောင်လုပ်တာတွေလမ်းပြန်သွားအောင်အရန်ကြီးဒုက္ခပြီးနှောက်ယှက်တာမျိုးမရှိပါဘူးသူမကြုံမလို့သေးလို့အကူညီလိုချင်တဲ့ပုံစံမျိုးနဲ့ကျမတို့အနာကိုကတ်ထွယ်နေတာမို့ကျမလည်းဖျားဝတ်ပြူတိုင်းအမျှဝေတိုင်းသူ့ထွက်ပါရည်ဆိုပြီးအမျှတန်းပေးဝေနေရပါတယ်ဒါကတော့ကျမဦးလေးဆုံးပါသွားတော့ငါကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဝမ်းနည်းစရာဖြစ်ရလေးပါလွန်ခဲ့တဲ့နှစ်နယ်ငယ်ကကျမရဲ့ဦးလေးရင်တယောက်ဆုံးပါသွားခဲ့ပါတယ်သတင်းကြကြချင်းပဲနာရီအိမ်ကိုသွားကူညီပေးပြီးညဘက်ကြီးမှာအိမ်ကိုပြန်လာခဲ့ရတယ်လမ်းကလည်းမှောင်မဲနေပြီးညင်းနေနေပြီးမို့တယောက်တည်းပြန်ရတာတိတ်ဆိတ်လုံးနေပါတယ်ဒါပေမဲ့နာရီအိမ်ကအပြန်လမ်းတိုင်းလှမ်းလာတဲ့တခြားကျမရဲ့နောက်နာလေးမှာကပ်ပြီးတစုံတယောက်လိုက်လာတာကိုတဲတဲကွယ်ကွယ်ခန်းစားလိုက်ရတယ်ကြောက်စရာအေးဆက်ဆက်လေးလူမျိုးမဟုတ်ပဲနှွေးထွေးတဲ့ကာကွယ်တစ်ခုကအနောက်ကနေစောင့်ရှောက်ပေးနေတယ်လို့ခန်းစားချက်မျိုးပါညနေကြီးမိန်းကလေးတယောက်တည်းမို့ဦးလေးကစိတ်မချပဲအိမ်ထိလိုက်ဖို့ပေးနေတာပဲလို့ကျမစိတ်ထဲကတန်းသိလိုက်ပါတယ်လိုက်လာတာဦးလေးရဲ့ဝိညာဉ်မှန်သိနေတော့မို့ကျမနည်းနည်းမှမကြောက်ခဲ့ပါဘူးဒါပေမဲ့မရှိတော့တဲ့ဦးလေးကိုတွေးပြီးရင်ထဲမှာလှိုက်ခနဲ့ဝမ်းတဲ့စိတ်ကဝင်လာခဲ့ပါတယ်ဒီလိုနဲ့အိမ်သားထိရောက်လာခဲ့ပြီးအိမ်မော်ရောက်တော့မှကျမနောက်ကိုလှည့်ကြည့်လိုက်မိတယ်အင်းရှိကပင်ကြီးရဲ့အောက်မှာလူတယောက်ရက်နေတာကိုခက်ရေးရေးတွေးလိုက်ရတာပါတေချာကြည့်လိုက်တော့မှဆုံးသွားတော့ကဝတ်ဆင်ပေးထားတဲ့အဝတ်စားတွေအတိုင်းရက်ကြည့်နေတဲ့ဦးလေးဝိညာဉ်ဖြစ်နေခဲ့ပါတယ်ကျမအိမ်မော်ဘေးကင်းကင်းနဲ့ရောက်သွားတာကိုတေချာကြည့်ပြီးတော့မှဦးလေးရဲ့ပုံရိပ်လည်းတဖြည်းဖြည်းချင်းပျောက်ကွယ်သွားခဲ့ပါတယ်ဦးလေးရဲ့တန်ရောစင်နဲ့ဂယူးဆိုင်မှုတွေကိုနောက်ဆုံးချိန်ခန်းစားလိုက်ရတဲ့အဲ့ဒီညကအဖြစ်အပျက်ကိုတော့ကျမတစ်သက်လုံးမေ့နိုင်တော့မှာမဟုတ်ပါဘူး